Kéo luôn gì đến sáng khá kéo luôn gì đến sáng khá với thằng lông bao rồi lông á mà thì mà nè lông bao mi tiền nè chúng nó rồi yên tiền bông gì đi lên đây tiền nè rồi về tiền mà mấy mà thằng sinh đi có đi lại cái đó chúng nó rồi tất cả nhà tiền giá cha số là để giao đó vì nó cái rồi mình rồi gì đi tất cả cái nào mà tiền giá kia mà chúng nó rồi đi mà thằng lấy đi hụt tiền mấy cái bia lấy đi bộ và cái bia lấy số đó chỉ thao tập phải thao rồi vậy tập chóng nghìn luôn mà đã tập chóng nghìn nó chỉ thao tập phải thao tập chóng nghìn nè phải nhớ đó là chóng nghìnပြေပွဲပြန်ပေါ်ဝင်ပြေးရင်မြင့်နောက်ပြက်လက်ပြေးရင်မြင့်နောက်ပြန်လက်နောက်ပြက်ကလေးပဲအဲ့တော့တစ်ဖက်ထက်ရရင်တစ်ချောင်းငင်နှစ်ဖက်ရက်ထားရင်နှစ်ချောင်းငင်လို့ခေါ်တယ်ဟောအပေါ်မှာနေမယ်လဲကျသွားတယ်နောက်ပြန်လဲသွားရင်နောက်ပြက်ကလေးလို့ဆိုပြီးသူတို့ကိုကျွန်တော်တို့ကသင်ပေးမယ်အဲ့တော့ခြေထောက်တစ်ဖက်ထောက်လို့ရက်တစ်ချောင်းငင်လို့မှန်နှစ်ဖက်ရက်တော့နှစ်ချောင်းငင်ပြေးပဲပြန်ပေါ်ဝင်ပြေးချင်းပြေးနောက်ပြန်လက်နောက်ပြက်ကလေးပဲခဏခဏလေးအဲ့ဒါရပြီဆိုရင်ဒီအခက်တစ်လုံးလာမယ်အောက်မှာပဲနေမယ်တစ်ချောင်းငင်ရေးလို့ရှိရင်နှစ်ချောင်းငင်ရည်လို့ရှိရင်နောက်ပြေကအပေါ်မှာပဲနေမယ်ဒီမှာအခက်တစ်လုံးလာမယ်ဟုတ်ပြီအဲ့တော့ဒီတချောင်းအဲ့တော့တချောင်းငင်လေးကိုမြင်အမှန်ကတချောင်းငင်ကိုမြင်တယ်နဲ့ဥဒရအတန်ဖတ်ရတော့မှာနှစ်ချောင်းငင်ကိုမြင်ရင်ဥနှစ်ချောင်းငင်ဝစ်စာနှလုံးပေါက်ဆိုတဲ့ဟာကိုမြင်ဥအတန်ရှည်သွားတဲ့တခါဖြစ်တာဥလို့တင်ရမယ်အဓိကကဖတ်ရမှာကတချောင်းငင်နှစ်ချောင်းငင်ဝစ်စာနှလုံးပေါက်ကိုမြင်ဘာလို့ဖတ်ရမှာလဲလို့ပဲဖတ်ရမယ်ဆိုကလေးတွေသင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာကျမတို့ကကကြီးလေးဝင်သွားရင်ကောကကြီးကလေးဝင်သွားရင်ကကြီးပြီးအတန်တိုင်းထွက်ရတော့မယ်ကုခခွေးလေးနဲ့ဆိုရင်ကောခုနငယ်ကလေးနဲ့ဆိုရင်ကောနုအဲ့လိုမျိုးတို့ကိုသင်ရမှာဖြစ်ပါတယ်ကုခုစုတုထုပုမှုလူဟုအဲ့နေရာမှာနေရာမှာလဆိုတဲ့အတန်ဝင်လာပြီဆိုရင်เนาะဒီလက္ခဏာလေးတစ်ချောင်းငင်လက္ခဏာလေးကဥဒရအတန်ရှိတယ်အဲ့လိုပဲနှစ်ချောင်းငင်လက္ခဏာလည်းဥဒရအတန်ရှိတယ်ကူညီတာခူကောင်းစူနှကန်းစူတာစူပူတာစူခမ်းရတာတူတိတ်ထူးတဲ့တူသူတို့စိတ်ဝင်စားအောင်ပေါ့ထူပူဖြစ်တာပါလေးမဟုတ်ဘူးထူတာပူလိုက်တာပူမူရမာရများတာလူတွေကိုပြောတာဟူเนาะဟူတော့အိဗယ်ကိုစောင်းမသီးအဲ့လိုမျိုးနောက်ကြအသုံးလိုလိုက်မယ်ပေါ့သမီးရဲ့အဲ့လိုတင်လိုက်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီကလည်းဥပဲဒါကလည်းဥပဲဥဒါကိုနောက်မှပြောမယ်နော်ဒါလေးကိုနောက်မှပြောပါမယ်တက်ပြကြပြန်ပြောပေးပါမယ်ဟုတ်ပြီဒါနှချောင်းငင်နဲ့ဝှဆန်းလုံးပေါက်နဲ့တွင်ဥဆိုတော့ကူးစိုက်ကူးတာရေကူးတာခူးစူးတာနော်စူးအဲ့လိုလက်ကိုစူးဖို့အတွက်ကိုနှင်းစီပန်းကိုင်းစူးမယ်နှင်းစီပန်းရဲ့စူးဖို့ပင်ကိုင်းစူးမယ်ဒန်ပြီးရင်ကမွန်ဂျင်ပင်ကိုင်းလို့ရှိရင်စူးတွေရှိတယ်အဲ့လိုမျိုးတူဟင်းအိုတူသွားတာတကြဲခဏဟင်းအိုတူတယ်စာတင်နေဗီဒီယိုရိုက်နေဟင်းအိုချက်ထားတော့ဟင်းအိုအများတန်းတူပါတယ်အဲ့တော့ထူကြတာလူနာမည်လည်းရှိတယ်ပူကောင်ကလေးပူကက်ရှိတာမူမေလဲသွားတာလူရှုံးမဲ့ထဲကိုလူးနေတာဟူးလေတဟူးနဲ့တိုက်တာအဲ့လိုမျိုးကလေးလေးကိုတင်လိုက်မယ်စင်တမီလေးတွေကကုခုရေးတဲ့လားရေးတဲ့တာပေါ့ခုအတန်ကြသူတို့ကခကိုရေးရမယ်သူတို့တည်တယ်ခမှာအရှိမကျမတို့သင်ခဲ့ပြီလေခမှာခုအတန်ရှိတယ်ဥဆိုတော့ဥဒရအတန်ကြရင်တချောင်းငင်ကိုရေးမယ်အဲ့တော့ခူဆိုရင်ခအတန်ပဲပါတယ်အဲ့တော့ဥဆိုတော့ဥဒရအတန်ကြရင်တချောင်းငင်ကိုတဲ့အမြင်ကုန်တော့မယ်ခူဆိုလည်းအဲ့လိုပဲတချောင်းငင်ဝသန်လုံးပါခုအဲ့လိုမျိုးကျန်တဲ့ဟာလည်းရေးတတ်သွားတယ်ကဲဒါဆိုအဲ့လိုမျိုးကျမတို့ကရေးတက်သွားပြီဆိုလို့ရှိရင်ဘာတွေသင်လို့ရပြီလဲဆိုတော့ဒါတွေကသူတို့လွယ်လွယ်လေးဖြစ်သွားပြီငုဝါတူဘူးဒီအာလူစာဥဒီဥလေးလာပြီအဲ့ဒီဥလေးပြောပြမယ်နော်စာဥကိုကျမတို့သင်မယ်ဆိုရင်ဘာကိုသင်မှဒီဘက်ကိုသင်လို့ရမှာလဲဆိုတော့ဒီဘက်ကကျမခြံထားခဲ့တဲ့ဥကိုသင်မှရမယ်ဒါကအခရာဥလုံးကြီးတင်စံခတ်ဝသလုံးပေါက်လို့သင်လို့မရပါဘူးဒီမှာညလေးတစ်ချမ်းနဲ့တူတဲ့ဟာဒါညလေးမဟုတ်ဘူးနော်ညလေးကဒီလိုရှည်တယ်ညလေးရဒီလိုရှိတယ်နော်အဲ့ဒါမှညလေးဒါကမှညကလေးညလေးနော်ဒါကရှိတယ်နော်ဒါကအခရာဥနော်အဲ့ဒီအခရာဥလို့ကျွန်တော်တို့ဖတ်เสียမလို့ဘူးတချောင်းငင်ကိုမြင်တာနဲ့ဥလို့ဖတ်တယ်သူ့ကိုမြင်လို့ရှိရင်ဥလို့အတန်ဖတ်လိုက်နော်အခရာဥပုံမှာလုံးကြီးတင်စံခတ်ကိုတွေ့ရတဲ့လေအခရာဥလုံးကြီးတင်စံခတ်လည်းမဖတ်နဲ့ဥလို့ဖတ်လိုက်ဒါလည်းဥလို့ဖတ်လိုက်လူနာမည်ဥရဲ့နောက်မှာကျွန်တော်တို့တချောင်းငင်နဲ့ထည့်မယ်ဆိုရင်တရောင်းငယ်ဥဒရနဲ့တွဲလိုက်မယ်ဆိုရင်နုကလေးတွေဖတ်တယ်ပြီနုရေအန်ကယ်လို့ခေါ်တဲ့ကိုဒီလိုဖတ်တယ်တခါတည်းဖတ်ရတာလို့အဲ့လိုမျိုးကလေးတွေကိုပြပေးလိုက်ပါအဲ့တော့ဒီဒီတရနဲ့မတူဘူးဒီတရကတချောင်းငင်ဒါကျက်ကိုပေါင်းတာမဟုတ်ဘူးဒီကလေးဒီအခရာလေးဒီ
egg English လို့အဲ့ဒီ egg ကလေးကိုပေါင်းတယ်ဥကြက်ဥဘဲဥတွေကိုဒီဥနဲ့ပေါင်းမယ်နော်အဲ့လိုမျိုးဟာတွေငုံဥတွေကိုဥတကဥတွေဒီဥနဲ့ပေါင်းမယ်ဆိုပြီးကလေးတွေကိုတန်တူကြောင်းခွဲရှိရမို့လို့တခါလေးပြပြပြီးသားပြီဆိုလို့ရှိရင်ကျမတို့ကဒီသင်ခန်းစာလေးကိုဆက်တင်လို့ရပါပြီစာဥမီဘူးပူမိသားစုဒါလေးတွေဖတ်တတ်သွားတယ်ဒီမှာကြည့်ဥ uncle ဥပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ကလေးလေးတွေကရသွားပါပြီဒါဆိုရင်သူပညာထူးဤလို့ပဲကျမတို့ကဘာဖြစ်လို့ဒီမှာပညာကိုသူ့အရှိရိုက်သင်စရာမလိုသေးဘူးလဲဒါသင်စရာမလိုသေးဘူးလဲဆိုတော့ကျမတို့သင်ရတဲ့သင်ခန်းစာကအခုကအာဤဥတရပဲရှိသေးတာဖြစ်တဲ့အတွက်ဥတရအခန်းပဲသင်ရသေးတာဖြစ်တဲ့အတွက်မြန်မာစာတရရှစ်လုံးအတွက်သင်ရတဲ့ထဲမှာ grade 1မြန်မာဖတ်စာမှာသင်ရမယ့်ထဲမှာဥတရပဲရောက်သေးတာဖြစ်တဲ့အတွက်အသက်ရှင်နေလဲပါမသင်ရသေးကျမတို့ကပညာလို့သာဆိုမယ်ရေးတော့ပညာလို့ပဲသင်ရတာဖြစ်ပါတယ်အမှန်ကသူ့ရဲ့ပညာအရှိကောက်ကိုကျမပြီးကြမှာဒုတိယနဲ့မြန်မာစာသင်တဲ့ခက်ထပ်ပြီးတော့အရှိလေးပြပြပေးပါမယ်အဲ့တော့ကလေးတို့သင်လို့ရှိရင်သူပညာထူဤလို့ရေးပေးမယ်ဆိုတဲ့အခါမှာပညာလို့ပဲဆိုတယ်လို့နော်အင်းဆိုတဲ့အသက်တန်ပါနေတာเนาะအဲ့တော့သူပညာထူဤဆိုပြီးကျမတို့ကကလေးတွေကိုသိမှာဖြစ်ပါတယ်အဲ့တော့ပထမစုရသည်စုယူလာသည်အတုယူစရာကလေးကဖတ်ထက်သွားရင်ရေးတက်လားကျမစောစောနာကပြောတဲ့အတိုင်းပဲဟုတ်ပြီစုယူလာသည်စုဆိုတော့စလိန်အတန်ကြားတယ်အဲ့တော့စုဘာလို့လဲသွားကြနှစ်ခုကလေးထွက်သွားတယ်ဆိုစလိန်ဥဆိုတော့တချောင်းငင်ရေးရမယ်စုယူရပလဲเนาะရပလဲကဒီလိုယူတာကျမတို့ကရပလဲရကောက်သင်ခန်းစာမှာသင်ထားပြီးသားပြီစုယူလာဆိုတော့လာနဲ့ရေးမယ်အာတရတန်ပါတယ်ရေးချထည့်လိုက်မယ်စုယူလာသည်เนาะဒါဆိုဤတရမှာကျမတို့သင်ခဲ့ရတဲ့ဤမှာအဆုံးသက်တွေကိုတီကိုဒီလိုတီနဲ့ရေးတယ်ညက်သက်တီနဲ့ရေးတယ်အဲ့တော့စုယူလာသည်ကလေးကသူ့ဘာသာသူရေးတဲ့တမဖြစ်ပါတယ်ဒီလိုမျိုးလေးနဲ့ဥတရကိုဒီမေတို့အိမ်မှာသင်တတ်မလားပဲเนาะနောက်တစ်ခါကျမှကျမတို့နောက်ထပ်သင်ခန်းစာထပ်သွားပါမယ်เนาะ